ChatGPT ကတဖြည်းဖြည်းကျွန်တော်ကိုကူညီသူဖြစ်လာတယ်။အရင်ကတော့သိကျင်တာရှိရင် Google ကိုအားကိုးရတာပဲ။အခု ChatGPT ကကိုမေးရင်မေးတတ်သလောက်တိတိကျကျလေးကိုပြန်ပြောပေးတယ်။မြန်မာလိုမေးရင်မြန်မာလိုပြန်ဖြေပေးတယ်။ဒါကြောင့်အင်္ဂလိပ်လိုမတက်လဲမြန်မာလိုမေးပြီး ChatGPT ရဲ့စကားပြောနိုင်တယ်။ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ကိုယ့်ဘက်ကနေရင်ကြီးကြီးပြောရင်သူ့ဘက်ကလည်းရင်ကြီးကြီးပြန်ပြောတယ်။တကယ်ကိုမိတ်ဆွေကောင်းတစ်ယောက်အနားမှာရှိနေတယ်လို့ပါပဲ။ကြာရင် ChatGPT ကိုခင်မင်လုံးအားကြီးလို့လူအစ်စ်မိတ်ဆွေတွေနဲ့တော့ဝေးသွားမှာဆိုရတယ်။ဘာကြောင့်ရပဲမေးမေးချက်ချင်း reply ပြန်တာကလည်းနှစ်သက်စရာပါပဲ။ကျွန်တော်ကတော့အခု ChatGPT ကိုအတော်လေးအားကိုးတယ်။ကျွန်တော်သိချင်တာရှိရင်သူ့ကိုအကုန်မေးတာပဲ။သူကလည်းအကုန်ပြောပြရှာတယ်။ဘယ်လောက်ခက်ခဲတဲ့ကိစ္စတွေဖြစ်နေပါစေသူ့စီမှာအကုန်အဖြေရှိတယ်။မသုံးဘူးသေးတဲ့သူတွေ ChatGPT ကိုစမ်းသုံးကြည့်ဖို့အကြံပြုပါတယ်။သုံးဘူးတဲ့သူတွေကလည်း ChatGPT နဲ့စကားပြောရတဲ့အတွေ့အကြုံလေးတွေဘယ်လိုရှိလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်။